ကိုလုတ်တော်ချွေးနဲ့မေတော်ကြီးတို့ကတော့ဒီမိမသေးရင်ငါတို့မိဖုရားကြီးပြန်ဖြစ်ပြီဆိုပြီးဝမ်းတာအားရကျိန်ဆဲနေကြပါတယ်ကွင်းထဲမှာဟာမိုချီကမောက်မာစွာနဲ့ဝင်တိုက်မဲ့အချိန်မှာပဲမိဖုရားကြီးကသူမရဲ့လှုပ်ဝက်အိတ်ထဲကနေငရုတ်ကောင်းဆက်တွေကိုထုတ်ပြီးမျက်နှာကိုတဲဖြန်းပစ်လိုက်ပါတယ်ဟာမိုချီမျက်စိတွေဆက်ပြီးအော်ဟစ်နေတော့မှပဲမိဖုရားကြီးကဖြစ်တဲ့မေဆေးဆယ်ဆပြင်းအားတိုက်ကျွေးထားတဲ့အပ်တွေနဲ့တဲပစ်ထည့်လိုက်တာကြောင့်စင်တကောင်လုံးတောင်လဲကျနိုင်တဲ့မေဆေးရှင်ကြောင့်ဟာမိုချီတယောက်ဝန်းခနဲ့ကွင်းလယ်မှာတင်တတိလစ်လဲကျသွားပါတော့တယ်တကွင်းလုံးဟင်ကနေဖြစ်သွားပြီးမိဖုရားကြီးကတကယ်နိုင်သွားပြီဆိုပြီးအုံကြွဖြစ်သွားပါတယ်ဟာမိုချီတို့ကတော့အောက်တန်းကြကြတာကအစိတ်ခတ်တာလေးလို့ကန့်ကွက်ပေမဲ့မိဖုရားကြီးကအခုကဘဲခေရောက်နေပြီလဲနင်းကိုဘသူကလက်ပလာနဲ့လာချခိုင်းလို့လဲအရှုံးမခံနိုင်ရင်နင်းမြောက်ပိုင်းရိုင်းဆိုင်သူတွေစီပဲပြန်သွားလိုက်ဆန်းလို့အာကောင်ပိတ်အောင်ပြန်ပြောပစ်လိုက်ပါတယ်မြောက်ပိုင်းမင်းသားကအရှက်ရပြီးဒီတစ်ခေါက်တော့မင်းတို့နိုင်တယ်ဒါပေမဲ့ပွဲက3ပွဲကစားရမှာနောက်တစ်ပွဲကမြင်းပြိုင်ပွဲပဲငါမှာတရက်ကိုမိုင်း1000ပြေးနိုင်တဲ့နှက်မြင်းပြန်ရှိတယ်လို့ကြွားလုံးထုတ်ပါတယ်ဒါကိုကြားတော့မိဖုရားကြီးကလှောင်ပြုံးပြီးမိုင်း1000ပြေးနိုင်တာကိုနှက်မြင်းလို့ခေါ်ရသေးတယ်ငါရဲ့စွမ်းအရှင်မြင်းကတရက်ကိုမိုင်း1000ပြေးနိုင်တယ်လို့ကြုံးဝါလိုက်ပါတယ်မြောက်ပိုင်းသားကလောင်ရဲလိုက်ပါတယ်အဲ့ဒါဆိုအဲ့မြင်းကိုသွားခေါ်လိုက်ပါအောင်လို့ပြောပါတယ်အဲ့ဒီမြင်းကိုသွားထုတ်ရင်ဝစ်စုံလဲနေတာကြောင့်နည်းနည်းလေးနောက်ကျသွားတဲ့အခါကွင်းထဲမှာမြောက်ပိုင်းမင်းသားတို့ကမိဖုရားကြီးကြောက်လို့ထွက်ပြေးပြီးထင်တယ်ဆိုပြီးဝိုင်းရနေကြပါတယ်ကိုလုတ်တော်ချွေးကလည်းဟုတ်တယ်တော်တော်ကြာနေပြီပဲတကယ်ကြောက်သွားပြီလားလို့တွေးထိုးနေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကွင်းလုံးဟင်းကနေမြည်ဟီးသွားပြီးမိဖုရားကြီးရှန်ချင်းလီတယောက်တရေကြခင်အနီရောင်ဝစ်စုံလန်စာကြီးနဲ့ခစ်တစ်ပြန်ကားကြီးကိုစီးပြီးကွင်းထဲကိုဝန်းခနဲ့မောင်းဝင်လာပါတော့တယ်အမက်တွေအားလုံးကြောင်အန်းသွားပြီးဒါဘာကြီးလဲတကယ်ကိုမြန်ပြီးလှလိုက်တာဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်